မင်္ဂလာပါကိုကြီးညီမကိုဒီမှန်လေးမေးထားပါတော့ညီမရေးတဲ့အခုဘိန်းကတဲ့ကလပ်ပြားကအယုံဆွဲတော့ကောင်းပါတယ်တဲ့ဒါပေမဲ့တဲ့ကလပ်ပြားကကြာအသုံးမခံဘူးတစ်လတစ်ခါပုံမှန်လဲနေရလို့ပါတဲ့ကလပ်အောင်မကောင်းလို့ပေါ့နော်ကလပ်အောင်ဆက်လိုက်လဲပြီးပြီဒါလည်းမခံဘူးပေါ့နော်ဒါကဒီလိုရှိရဲ့အကိုညီမလေးတိတလောက်ပြောပြမယ်ပေါ့နော်ကလပ်ပြခဏခဏလဲရတယ်ဆိုလို့ရှိရင်ညီမတို့ကအင်ဂျွိုင်လမ်းကြောင်းလေးတွေကိုဖွင့်အောင်စစ်ပေးရမယ်ညီမတို့ဒီကလောက်အဖုံးမှာပါတယ်ပေါ့နော်၃မြောင်ဘောထည့်တဲ့နေရာမှာညီမတို့ကအင်ဂျွိုင်တက်မတက်ကြည့်ရမယ်နောက်တစ်ခုကကြတော့ညီမတို့ဒီကလောက်အုံပိုင်းတွေကိုဒီကလပ်ပြားထည့်တဲ့အပိုင်းတွေကိုအင်ဂျွိုင်ရောက်မရောက်ကြည့်ရမယ်ကလပ်ပြားတွေလဲတဲ့ပြန်ကလပ်ပြားဖြုတ်ကြည့်လိုက်လို့ရှိရင်ကလပ်အုံထဲမှာပေါ့နော်ကလပ်အဆက်လိုက်အုံထဲမှာကလပ်ပြားဖြုတ်ကြည့်လိုက်တဲ့အခါကျတော့ရှိရင်စီတွေ6နေလားပေါ့နော်စီတွေ6နေလားဆိုပြီးတော့ကြည့်ရမယ်နော်စီတွေ6နေရဆိုလို့ရှိရင်ညီမတို့ကအင်ဂျွိုင်လမ်းကြောင်းတွေပိတ်လို့ဖြစ်တယ်ပေါ့နော်ဒီကလောက်အဖုံးမှာအဓိကကလောက်အဖုံးမှာအင်ဂျွိုင်လမ်းကြောင်းတွေကိုဖွင့်ပေးရမှာဖြစ်တယ်ရှင်နောက်တစ်ခုကကျတော့ညီမတို့ဘာကြောင့်ခဏခဏလဲရလဲဆိုတော့ညီမတို့ဒီ enjoy တွေကိုအကောင့်သုံးပေးပေါ့နော်အကောင့်သုံးပေးပါနောက်တစ်ခုကကြာညီမတို့ဒီ enjoy အဟောင်းတွေကိုပြန်ဖြည့်တာမျိုးတွေလုံးဝမလုပ်ပါနဲ့ enjoy အညံ့နေမသုံးစေချင်ဘူးပေါ့နော်တကယ်ဟိုခွက်ချိန်လို့ပေါ့နော်ချင်းစီပုံစံမျိုးပါခွက်ချိန်တွေချက်စီတွေဆိုလို့ရှိရင် enjoy မကောင်းတဲ့အခါကျတော့ညီမတို့ရေလိုမျိုးဖြစ်တာပေါ့နော်ကလပ်ပြားအကြောင်းညီမတို့အယုံအဆွဲအတွက်ကလပ်ပြားထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ enjoy အကောင်းနဲ့ quality ကောင်းတာလေးသုံးပေးမှဖြစ်မယ်နည်းနည်းစီးတဲ့အပိုင်းလေးတွေကိုသုံးပေးမှဖြစ်မယ်ပေါ့နော်enjoy ကအညံ့ခွက်ချိန်ဆိုလို့ရှိရင်သူကရေလိုမျိုးပဲကလပ်ပြားအချင်းချင်းနဲ့ကလပ်ပြားအချင်းချင်းကပုတ်တိုက်ပြီးတော့မှအယုံအဆွဲနဲ့သွားတာဆိုတော့ဒါenjoy အကောင်းစီသားအကောင်းပေါ့နော်စီသားအစီးတွေကဆိုလို့ရှိရင်သူကဘယ်လိုပြောရမလဲပြစ်ကလေးဆိုတော့ဒီကလပ်ပြားကုန်တာနဲတယ်ပေါ့နော်အင်ဂျင်ဝိုင်ကလုံးဝညံ့ဖြစ်နေတယ်ဆိုလို့ရှိရင်သူကရေလိုမျိုးဖြစ်နေရင်ခဏလေးနဲ့ပုတ်တိုက်အားနဲ့ပေါ့နော်ခဏလေးနဲ့လေရတတ်ပါတယ်နောက်တစ်ခုကကြောင့်ညီမတို့ဒီကလပ်ပြားတွေကိုသုံးမယ်ဆိုလို့ရှိရင်ကလပ်ပြားတွေကိုquality ကောင်းတာတွေကထည့်ပေါ့နော်ပြီးရင်စီစိန်တဲ့ဟာမျိုးလေးတွေထည့်ပေါ့စီမစိန်ထားဘူးဆိုလို့ရှိရင်လည်း enjoy နဲ့ကိုနှစ်ပြီးတော့မှပြန်ပြီးထည့်ပေးပါ enjoy လမ်းကြောင်းတွေကိုအဓိကစစ်ပေးပေါ့နော် enjoy အကောင်းသုံးပါenjoy ကအရှိကိုမရောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီစက်တွေနာတာပေါ့နော်ဒီကလာကြောက်ပြင်းတွေအရန်စားလွယ်တယ်ခဏခဏလဲရမျိုးဖြစ်တတ်ပါတယ်ပြီးရင်ကြောင်လိန်တွေစစ်ပါကလတ်ကြောက်ပြင်းကြီးတွေစစ်ရပါမယ်ကျေးဇူးတင်ပါတယ်ရှင်